ဖူးကျင့်နိုင်ငံတကာဘာသာစကားသင်တန်းကျောင်းနဲ့တရုတ်ပြည်သူသမ္မတနိုင်ငံယူနန်ပြည်နယ်ကူမင်းမြို့ရှိကူမင်း Vocational University of Science and Technology တို့ရဲ့ပူးပေါင်းစီစဉ်မှုဖြင့်ဖွင့်လှစ်တဲ့တရုတ်အစားအစာချက်ပြုတ်နည်းသင်တန်းဖွင့်ပွဲခမ်းနားကိုဒီနေ့မနက်ပိုင်းမှာနေပြည်တော်ဟိုတယ်ဆောင်ရှိရွှေစံအိမ်ဟိုတယ်မှာကျင်းပပြုလုပ်ရာဟိုတယ်ခရီးသွားလာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမောင်မြင့်တက်ရောက်ပြီးအဖွင့်အမှာစကားပြောကြားရမှာအခုသင်တန်းဟာတရုတ်ခရီးသွားများအတွက်အရေးသွေးမြင့်ဝန်ဆောင်မှုများပေးစွမ်းနိုင်ရုံနဲ့မကဘဲတရုတ်ဟင်းလျာချက်ပြုတ်ခြင်းနဲ့ပဲမှာအသက်မွေးဝမ်းကြောင်းပြုလုပ်သူများနဲ့ကျွမ်းကျင်စွာလုပ်ကိုင်လိုတဲ့ဒေသခံပြည်သူများအတွက်ပါအကျိုးကျေးဇူးများစွာရရှိစေမှာဖြစ်ပါကြောင်းတနင်္သာတနင်္သူများအနေနဲ့တင်ကြားပို့ချပေးတဲ့ဤပြဆရာများထံမှစစ်မှန်တဲ့ဤစနစ်များကိုစနစ်တကျလေးလာသိယူမှတ်သားကမိမိတို့ရရှိထားတဲ့အတွေ့အကြုံကောင်းများကိုမိမိတို့ဟိုတယ်အလိုက်လုပ်ဖော်ကိုင်းဘက်များကိုပြန်လည်မျှဝေကြဖို့ပြောကြားခဲ့ပါတယ်အဲဒီနောက်ကူမင်း Vocational University of Science and Technology မှဘုတ်အဖွဲ့ဥက္ကဋ္ဌကတရုတ်အစားအစာချက်ပြုတ်နည်းသင်တန်းများဖွင့်လှစ်ပို့ချမှုဆိုင်ရာကိစ္စရပ်များကို၎င်းဖူးကျင့်နိုင်ငံတကာဘာသာစကားသင်တန်းကျောင်းမှခုံနူးဆောင်ကျောင်းဦးကြီးကသင်တန်းဖွင့်လှစ်ရခြင်းရဲ့ရည်ရွယ်ချက်များနဲ့သင်တန်းများဆက်လက်ဖွင့်လှစ်ဆောင်ရွက်သွားမယ့်အခြေအနေများကို၎င်းရှင်းလင်းတင်ပြကြပါရစေအခုဖွင့်လှစ်တဲ့တရုတ်အစားအစာချက်ပြုတ်နည်းသင်တန်းကိုနေပြည်တော်နဲ့မန္တလေးမြို့တို့မှာဇွန်လ29ရက်နေ့မှစတင်ပြီးဒီပြိုင်တည်းဖွင့်လှစ်တင်ကြားပို့ချတာဖြစ်ပြီးသင်တန်းကာလမှာရက်တစ်ပတ်ကြာဖွင့်လှစ်တင်ကြားပို့ချပေးသွားမှာဖြစ်ပြီးအလားတူသင်တန်းများကိုရန်ကုန်တောင်ကြီးပြင်ဦးလွင်နဲ့ငွေဆောင်စတဲ့ခီးစဉ်ဒေသများမှာလာမယ့်ဇူလိုင်လအတွင်းအသီးသီးဖွင့်လှစ်ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်ရှင်